အေးစိတ်နဲ့ဆောင်းရးတီမှာဖြူးနှစ်ကောင်ဟာအေးခဲနေခဲ့ပါတယ်သူတို့ဟာခန္ဓာကိုယ်အပူငွေ့လေးမျှဝေဖို့အတွက်အလိုလိုနေရင်အနားကိုတိုးကပ်မိခဲ့ကြတယ်အကွာအဝေးနီးကပ်လာတဲ့အခါမှာတော့သူတို့ရဲ့ချွန်ထက်တဲ့စူးတွေဟာတစ်ဖက်လူရဲ့အသားတွေကိုစိုက်ဝင်သွားပြီးသွေးတွေထွက်လာခဲ့ပါတယ်ပြင်းထန်တဲ့နာကျင်မှုကြောင့်သူတို့ဟာချက်ချင်းပဲဝေးရာကိုခွာလိုက်ကြတယ်လေအေးတွေတိုက်ခတ်လာပြီးဒဏ်ရာတွေအနာဖေးတက်လာတဲ့အခါအေးတံကထပ်မံရိုက်ခတ်လာပြန်ပါတယ်သူတို့တုန်လှုပ်နေကြတယ်ဝေခွဲမရထစ်နေကြတယ်နောက်ဆုံးမှာတော့သူတို့ဟာအေးမိပြီးတေဆုံးခြင်းနဲ့နာကျင်ပြီးတေဆုံးခြင်းကြားကအလဲအလတ်လမ်းစဉ်တစ်ခုကိုရွေးချယ်ခဲ့ကြတယ်အဲ့ဒါကတော့အပူငွေ့ကိုခန်းစားယုံတာရှိပြီးတယောက်ကိုတယောက်စူးနဲ့မထိုးမိစေမဲ့အကွာအဝေးတစ်ခုမှနေထိုင်ခြင်းပါပဲဒါဟာစိတ်ပညာမှာတော့ရက်ဆက်လာတဲ့ဖြူရဲ့အကျိုးသက်ရောက်မှု hedgehog effect လို့ခေါ်ပါတယ်ဘလို့ဆက်ဆံရေးမျိုးမှမဆိုစီးပေါင်တွေပျောက်ဆုံးသွားပြီဆိုရင်အောက်ဆီဂျင်ပြတ်လက်သွားသလိုပါပဲဒီလိုယူဦးရီထူထပ်တဲ့လောကကြီးထဲမှာရင်းနှီးပေမဲ့လည်းစီးမကြော်တာဟာအမြင့်ဆုံးသောလေးစားမှုပါပဲတခါတရံမှာဆက်ဆံရေးတစ်ခုကိုဖျက်ဆီးပစ်တာဟာလစ်လူရှူမှုမဟုတ်ပဲအသက်ရှူကြက်စေမဲ့ချစ်ချင်းမေတ္တာမျိုးဖြစ်နေတတ်ပါတယ်တင်ပတ်ဝင်းချင်းကဆက်ဆံရေးတွေကိုကြည့်လိုက်ပါချစ်သူရဲ့ဖုံးကိုစစ်ဆေးတာသူသွားသမျှနေရာတိုင်းကိုစောင့်ကြည့်တာမင်းကောင်းဖို့အတွက်ပါဆိုတဲ့ခေါင်းစဉ်အောက်မှာသားသမီးရဲ့ဘဝခြေလမ်းတိုင်းကိုထိန်းချုပ်တာတွေဟာပိုင်ဆိုင်လိုစစ်ပြင်းထန်မှုကိုအကျစ်စစ်အဖြစ်ဖုံးကွယ်ထားတာပါပဲတင်ကပိုပြီးတင်းကျပ်စွာပွေဖက်လေးလေးစူးတွေကတစ်ဖက်လူရဲ့အသားတဲကိုပိုပြီးနက်နက်ရှိုင်းရှိုင်းစိုက်ဝင်လေးလေးပါပဲဒီကဘာပေါ်မှာဆက်ဆံရေးပိုင်းဟာသွေးထွက်တန်ယိုဖြစ်စေတဲ့နေရာမှာတစ်ခုကိုလိုက်နာနေရပါပဲဝေးလုံးရင်အေးဆန်မယ်နီးလုံးရင်သွေးထွက်မယ်အမြင့်ဆုံးသောဆက်ဆံရေးဆိုတာတသားတည်းကြာအဒီဖို့မဟုတ်ပဲခွင့်ပြုပေးခြင်းပါသူတို့မှာလွတ်ခွက်ချက်ရှိခွင့်သူတို့မှာကိုယ်ပိုင်အချိန်ရှိခွင့်တင့်အထမဟုတ်တဲ့အခိုက်အတန့်လေးတွေရှိခွင့်ပေးလိုက်ပါတစ်ဖက်လူအသက်နေရလွတ်လေးခြံထားပေးပါအသက်ရှူပေါက်လေးပေးထားပါမိအားလုံးကိုမဖွင့်ထားပါနဲ့အရိပ်လေးနည်းနည်းတော့ခြံထားပါအဲ့ဒီနေရာဟာအချစ်တွေရှင်သန်နိုင်မဲ့နေရာလေးပါပဲစိတ်ပညာဗဟုသုတတွေအတွက် follow လုပ်ထားပါ